ပေါ်ကားရိုက်ပြီးတော့အောင်မြင်လာတဲ့အေးချမ်းမောင်ကိုသူမဖြူစင်ကြောင်းဒယ်ဝုန်းလိုက်တဲ့စောင်းဝေးရီမိန်ကဲပရိသတ်ကြီးတို့ဒီနေ့မှာတော့လွယ်လွယ်ကူကူနဲ့တရုတ်ဆောင်လောကထဲဝင်လာပြီးဝိုင်းရင်တရုတ်ဆောင်တွေကိုလေးစားမှုမရှိနေတဲ့တချို့တရုတ်ဆောင်တွေကိုတော့စောင်းဝေးရီမေကမျက်နှာအနာခံပြီးတော့ဒယ်ဝုန်းလိုက်ပြီးပဲဖြစ်ပါတယ်သူမအနေနဲ့ကတော့သူမဟာဘယ်တော့မှဆိုနာမည်ပြတ်နဲ့ကြော်ကြားခြင်းတဲ့သူမဟုတ်တာကြောင့်ဘသူကောမှကပ်ဖားရဖားမလုပ်ပဲစကားကောင်းတွေကိုသာရွေးပြီးတော့ရိုက်ကူးခဲ့သလိုအခုအချိန်ထိလည်းနာမည်ပြတ်တစ်ခုမှမရှိအောင်လို့ထိန်းထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါတင်မကသေးပဲခေတ်ပြက်ကြီးကြောင့်အမှုပညာလောကတဲကိုဝင်လာတဲ့မင်းသားမင်းသမီးတချို့ဟာသူ့လိုမျိုးဆယ်စုနှစ်နှစ်ခုကြာအောင်လုံးတရုတ်ဆောင်လောကတဲကိုကျင်လည်ခဲ့တာကိုမေးပြီးစီနီယာကိုစီနီယာလို့မသိပဲစော်ကားလာခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းထုတ်ပြောလာခဲ့ပါသေးတယ်အဲ့ဒါအပြင်ပေါ်ပင်ကြိုက်တဲ့ဈေးကွက်ကြီးထဲမှာပဲပေါ်ပင်လုံးလူသိရင်ပြီးရောဆိုတဲ့သူတွေနဲ့လည်းသူမကိုတန်းလာမညှိပါနဲ့ဆိုပြီးတော့ဒဲဝုန်းလာခဲ့ပါတော့တယ်တကယ်တမ်းမှကြတော့လေတဖြည်းဖြည်းနဲ့အေးအေးဆေးဆေးကြိုးစားလာခဲ့တဲ့သူမဟာအခုအချိန်ထိနာမည်ပြတ်တစ်ခုမှမရှိခဲ့ပဲအမာခံပရိသတ်တွေကလည်းရှိနေသေးတာမို့လို့ပရိသတ်အတော်များများကစီနီယာကိုစီနီယာမှမသိတဲ့တရုတ်ဆောင်ဟာဘယ်သူလဲဆိုပြီးတော့အတော်လေးကိုသိကျင်နေကြတာပါဆိုတော့ပရိသတ်ကြီးတို့လည်းကိုတိုင်ကအားပေးမိနေတဲ့တရုတ်ဆောင်ကတကယ်ပဲလေးစားမှုဂါဝရရှိမရှိဆိုတာတေချာလေးလာပြီးမှအားပေးကြပါအောင်ဗျာ